လူတွေကတော့ထင်ကြမယ်ဘုရားဟာတကုရှင်ဆိုတော့ဘာပြဿနာမှမရှိဘူးအရာခတ်သိမ်းကိုအလွယ်တကူပဲဖြေရှင်းသွားတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးစိတ်စားမာနလာဆွဆွဲတဲ့အခါမှာကြည့်လေမြတ်စွာဘုရားဘာမှဖြေရှင်းချက်မပေးဘူးဖြေရှင်းချက်မပေးဘူးတကိုးနဲ့ကူညီပြီးတော့ဘာမှမလုပ်ဘူးဘာလုပ်လဲအေးဒီစကားဟုတ်တယ်မဟုတ်ဘူးဟာမင်းနဲ့ငါနဲ့နှစ်ယောက်တည်းပဲသိတယ်လို့ဒီတခွန်းပဲပြောလိုက်တယ်အဲ့ဒီတခွန်းပဲပြောတဲ့သူ့ဘာသူမြတ်စွာဘုရားကဒီလောက်လေးပဲပြောလိုက်တော့လည်းပဲသူ့ရဲ့မကောင်းမှုအကုသိုလ်လုပ်ရတဲ့ကြောင်းလို့ဘူးပေါ်သလိုအကုန်ပေါ်ပြီးဒုက္ခရောက်သွားတာပေါ့အဲ့ဒါကြောင့်မလို့စိန်စမာနဝရဲ့မာနဝိကာရဲ့ဆွဆွဲမှုကိုမြတ်စွာဘုရားဟာအောင်မြင်လိုက်တယ်တွန်းလှန်ဖြည့်ရှင်းလိုက်နိုင်တယ်ဆိုတာဘာနဲ့တွန်းလှန်တာတော့လို့မေးရင်သီးခံခြင်းနဲ့တွန်းလှန်တာပဲနော်သီးခံတယ်မေတ္တာမပြတ်ဘူးမေတ္တာမပြတ်ဘူးမေတ္တာမပြတ်ရင်ဒီမကဘူးတဏှာအောင်မယ်အော်ငါ့ကိုဆွဆွဲနေတာဒုက္ခရောက်ရှာတော့မယ်မြတ်စွာဘုရားကရုဏာတက်တယ်ဒုက္ခတွင်နဲ့ရှာတော့မယ်ပြောလို့လည်းရမယ်မဟုတ်ဘူးသူဟာနဲ့သူဒုက္ခရောက်တော့မှာပဲဆိုတာမြတ်စွာဘုရားကြိုပြီးတော့သိထားတယ်ကရုဏာတရားပဲပွားများပြီးတော့ဒီလိုတိတ်ဆိတ်ငြိမ်သက်စွာရင်ဆိုင်ခြင်းဖြင့်စိန်စမာနဝိကာရဲ့ဆွဆွဲမှုမြတ်စွာဘုရားအနိုင်ရလိုက်တယ်လို့ဒီလိုဆိုတာနော်ဒီလိုဆိုတာအောင်ခြင်း၈ပါးထဲမှာအခုလို့အနိုင်ရသွားတာပေါ့ဒါဟာတာဝရိန္ဒနတ်ပြည်ကအစဉ်သက်တော်42နှစ်ပတ်ဝန်းကျင်မှာဂျုံတွေ့ခဲ့ရတဲ့မြတ်စွာဘုရားရဲ့ဘဝအခက်ခဲတွေပဲပေါ့အေးဖះကိုတကုရှင်ကြီးလို့ထင်ပြီးတော့လူတွေကလူသားတဦးမဟုတ်ဘဲနဲ့တကုရှင်ကြီးလို့ထင်ပြီးအရာရာတကုနဲ့ဖြည့်ရှင်းနေတယ်လို့အောက်မေ့ချလိုက်ဒီလိုမဟုတ်ဘူးလူသားဆိုတာလူတွေရဲ့သဘာဝအတိုင်းပဲအခက်ခဲတွေကြုံတာပဲလောကရန်တွေနဲ့ကြုံတာပဲကောင်းတဲ့လောကရန်နဲ့ကြုံတယ်မကောင်းတဲ့လောကရန်နဲ့ကြုံတယ်မြတ်စွာဘုရားရဲ့ဘဝကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဆွဆွဲမှုကြီးကနှစ်ကြိမ်ခံခဲ့ရတယ်အကြီးအကျယ်ဆွဆွဲမှုကြီးခံရတယ်ဒီတစ်ဆက်တည်းမဟုတ်တော့မှပဲဟောဒီတာဝတိမြို့မှာပဲမြတ်စွာဘုရားနောက်တစ်ချိန်ဆွဆွဲမှုတစ်ခုကြုံရပြန်အဲ့ဒီဆွဆွဲမှုကတော့အလွန်ကိုကြီးမားတယ်အခုဟာတဲ့ပြင်းထန်တယ်လို့ဒီလိုပြောစိန်စမာနဝရဲ့ဆွဆွဲမှုကတော့ဒီပွင့်လင်းလွန်အားကြီးတော့သူ့ဘာသူပဲဒီသူ့စရိတ်နဲ့သူသွားတယ်နောက်တစ်ခါဆွဆွဲမှုကြတော့ဘာနဲ့ဆွဆွဲလာတာတော့လို့ဆိုအခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်မဒိမှုနဲ့လည်းဆွဆွဲတယ်လူသားမှုနဲ့လည်းဆွဆွဲတယ်နော်ဆွဆွဲမှုကြီးနှစ်ခုရိတ်လောက်တယ်ဆိုတာလည်းပြောခံရတယ်တတ်တယ်ဆိုတာလည်းပြောခံရတယ်ပြစ်မှုကြီးနှစ်ခုနဲ့ဆွဆွဲကဒီတာဝတိဇေရွန်အကြောင်းမှာပဲတစ်ဆက်တည်းမဟုတ်ပေမဲ့လို့သိပ်မကြခင်ပဲမြတ်စွာဘုရားနောက်ထပ်ဆွဆွဲမှုတစ်ခုကြုံရဒါလည်းပဲဘယ်လိုဆွဆွဲမှုနဲ့ကြုံတာတော့လို့ဆိုဒါကြတော့ဥဒ္ဒံပါဠိတော်မှာပါဠိတော်တိုက်ရိုက်ရှိတယ်သုံးတရီဆိုတဲ့ပရပိုက်မဟာအသက်အရွယ်လည်းငယ်တယ်ရုပ်ကလည်းချောတယ်အဲ့ဒီသုံးတရီပရပိုက်မကိုခုနကမကြေမနက်ဖြစ်နေကြတရားဓမ္မနဲ့ပတ်သက်ပြီးမကြေမနက်ဖြစ်တဲ့ဒိဋ္ဌိတွေကနေပြီးတော့လှုပ်ဆောင်ပြီးစေခိုင်းလို့သူဟာလည်းပဲခုနပုံစံမျိုးပဲတာဝတိမြို့ဇေရဝံကျောင်းထဲမှာအိတ်တရောင်ရောင်အခြေအနေတွေပြပြီးတော့လှုပ်တယ်သူကနော်အခြေအနေပြတော့ပထမနီးတုန်းကတော့သူတို့လိန်နေဆိုတာပေါ်သွားတယ်လေနော်ကိုဝန်ဆောင်ရောင်ဆောင်တာကြတော့ပေါ်သွားတယ်သုံးတရီကြတော့အဲ့ဒီနီးကိုမသုံးတော့ဘူးတာဝတိမြို့ဇေရဝံကျောင်းဘက်ကိုညနေသွားမနေ့ကျပြန်လာစောစောစီစီပြန်လာညမိုးချုပ်သွားအထင်မြင်နေလွဲမှားအောင်လူတွေတိုးတိုးပြောလာသည်ထိအောင်အဲ့ဒါလို့လှုပ်ပြီးနောက်ကြဘာလှုပ်တော့ဆိုရင်သုံးတရီပရပိုက်မဟာ2ရက်3ရက်ခါတိုင်းတွေ့နေကြသူ့ကိုမတွေ့တော့ပျောက်သွားညနေစေရုံเจ้าမဲ့သွားတာလည်းမသွားတာမတွေ့ရပြန်လာတာလည်းမတွေ့ရ3-4ရက်လောက်ဇက်မြုပ်နေတယ်မြုပ်တဲ့အခါကျတော့မှအတ္တမလာနေပေးကြတယ်သုံးတရီပျောက်နေတယ်လူပျောက်ချင်ညာတာပေါ့နော်သုံးတရီပဲရောက်သွားမှမသိဘူးပျောက်နေတယ်အဲ့တော့ဘုရင်ကြီးကိုသွားတိုင်တယ်
သုံးတရီဟာဒီရဲ့ပိုင်းမှာဇေရဝံကျောင်းသွားတာများတယ်အခုသုံးတရီပျောက်နေတယ်ဟောလူပျောက်သွားပြီးတော့တိုင်ကြတိုင်တော့ရသောဘုရင်ကြီးကမေးတယ်ဘယ်နေရာမှာတန်တရားရှိတယ်လဲဆိုဇေရဝံကျောင်းထဲမှာတန်တရားရှိတယ်အေးတန်တရားရှိရင်ဝင်းရှာကြဆိုဇေရဝံကျောင်းထဲဝင်းရှာတဲ့အခါကျတော့သူတို့ကိုယ်တိုင်လှုပ်ထားတာသုံးတရီကိုအချိန်မတော်ဇေရဝံကျောင်းဘက်ကိုသွားခိုင်းပြီးတော့တတ်ပြီးတော့သုံးတရီရဲ့အလောင်းကိုမြတ်စွာဘုရားခန္ဓာကိုယ်ကြီးအနီးနားကရေမြောင်းထဲကအမိုက်ပုံကြားထဲမှာပြစ်ထားကဲကြည့်နော်လောက်ကုန်လုံနည်းရအခုခေတ်နဲ့တူတူပဲဘာမှမထူးဘူးနော်လွန်ခဲ့တဲ့နှစ်ပေါင်း2500အလိုမြတ်စွာဘုရားပေါ်မှာဆွဆွဲခြင်းလို့ဇေရဝံကျောင်းထဲကရေမြောင်းထဲမှာသွားပြစ်ထားတန်တရားရှိတယ်ဘယ်မှာရှိတော့ဆိုဇေရဝံကျောင်းမှာတန်တရားရှိတယ်ဒါဖြင့်ရှာဆိုတော့သွားရှာကြတဲ့အခါတွေ့တယ်ပေါ့တွေ့လာပြီးတော့အဲ့ဒီသုံးတရီအလောင်းကိုထန်းစင်ကြီးထမ်းပြီးတော့အပုတ်ချဖို့ကြိုးစားကြတယ်တကယ်ကတော့ဒီလုံးဆက်တွေဟာသူတို့ဖန်တီးတာကြီးပဲအကုန်လုံးဖန်တီးပြီးတော့လာဝဋ္ဌိမြို့ထဲမှာလှဲ့တယ်ဒီအလောင်းကြီးနဲ့လှဲ့ကြတယ်ဂေါရမဘုရားနဲ့ဂေါရမရဲ့တပည့်သားတွေရဲ့လောက်ရက်ကိုကြည့်ဟောဒီပရပိုက်မလေးကိုရိတ်လုတ်ပြီးတော့တပ်ပြစ်ကြတယ်ဒီထိအောင်ဆွဆွဲ